Baby. Anhဖြစ်သွားပြီနော် Okay live ဖြစ်သွားပြီ Hello အားလုံးပဲမင်္ဂလာပါ Grace ရေမင်္ဂလာပါမနေ့နဲ့လည်းမတွေ့ရကြပြီပေါ့နော်အခုမှပဲပြန်တွေ့ရတယ်ဟုတ်အလုံးဒီ live ကိုကြည့်ရှုနေတဲ့သူတွေအားလုံးလည်းမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီနေ့မှာတော့ဒီ online digital business နဲ့ပတ်သက်ပြီးတော့ပဲဒီ online digital business ကိုsecond income plan အနေနဲ့ပေါ့နော်ဒီလုပ်ငန်းကိုရဲ့ကိုပိုင်ဒီfull time အလုပ်ရှိရင်လည်းဒီ online digital business ကိုလုပ်ကိုင်လို့ရတယ်ဆိုတာကိုသိရှိနိုင်မှုအတွက်ရယ်ပြီးတော့ဒီ149ရောဘယ်လိုမျိုးစဉ်းစားပြီးတော့ပေါ့နော်ဘယ်လိုမျိုးလုပ်ငန်းရဲ့ opportunity ကိုလိုချင်လို့ဒီလုပ်ငန်းရဲ့အတွေ့အကြုံကိုသိချင်လို့ပေါ့နော်လုပ်ငန်းကိုသိချင်လို့အသေးစိတ်လေးလာခဲ့ကြလဲဆိုတာကိုသိရှိနိုင်မှုအတွက်ရယ်ပြီးတော့ဒီ$149ကိုတွန်းလိုက်တဲ့ခါကြလို့ရှိရင်လည်းဘာတွေကိုလေးလာရမလဲပေါ့ထပ်ပြီးတော့ကြည့်ရမှာလဲပြီးတော့ဒီလုပ်ငန်းကိုစတင်ချင်တဲ့သူတွေအနေနဲ့ကတော့ဘာတွေလိုအပ်တာလဲဆိုတာကိုသိရှိနိုင်မှုအတွက်ပေါ့နော်ပြီးတော့ပြန်ရမယ့် income တွေကရောဒီ commission ပြင်ရောတခြားဘာတွေရနိုင်သေးတယ်ဆိုတာကိုသိရှိနိုင်ဖို့အတွက်ကျမတို့ sharing လုပ်သွားပေးမှာဖြစ်ပါတယ်ကျမနဲ့သူဆွေးနွေးဖို့အတွက်ဒီ coach Grace နဲ့ Magnin Yulin ကိုလည်းဖိတ်ခေါ်ထားပါတယ်ဟုတ်ကဲ့ coach Grace ရေမိတ်ဆက်ပေးပါအောင်ရှင့်ကျမရေခေါ်တာလား sorry လိုက်တိုင်းမိမဆိုမှ तू က ABCD ဖတ်ဆိုနေတယ် sorry ပဲရပါတယ်ဟုတ်အရင်တန်ကျက်လားမသိ မကျက်ဘူးရတယ်ဟုတ်ကဲ့ alright okay ဟုတ်ကဲ့ပါအမရေမင်္ဂလာပါအမတို့နှစ်ယောက်စလုံးမနေလည်းမတွေ့တာကြာပြီဆိုတော့ပြီးတော့ပြန်လာတဲ့အဲ့မှာတွေ့ပြီးတယ်မတွေ့ပြီဘူးဆိုတော့မင်္ဂလာပါဒီ live လေးကိုကြည့်နေတဲ့လူတွေအားလုံးလည်းမင်္ဂလာပါလို့เนาะနောက် replay ကြည့်မဲ့လူတွေအားလုံးလည်းမင်္ဂလာပါလို့ညီမ Grace ကနေပြီးတော့မှအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ခုနကမော်ပြောသွားသလိုပဲပေါ့เนาะညီမနာမည်ကတော့ Grace နေဖြစ်ပါတယ်ဒီညီမတို့ကတော့ဒီ California မှာဒီသားစုနဲ့ကျူနေထိုင်တယ်ဒါသမီး9ယောက်ရှိပါတယ်ဒီ online digital business ကိုလုပ်တာတော့6နှစ်ပြည့်တော့မှာပေါ့เนาะဆိုတော့အခုလောလောဆယ်တော့ဒီအိမ်မှာတာသမီ9ယောက်ကိုထိတ်ခဲလုပ်ရင်းနဲ့ဒီ online business ကိုလုပ်ကိုင်နေတဲ့ online business owner တယောက်ဖြစ်လို့ coach လည်းတယောက်ဖြစ်ပါတယ်လို့အားလုံးကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ခုလိုမိတ်ဆက်ပေးရကျမနာမည်ကတော့မမခိုင်ပါမြန်မာနိုင်ငံရန်ကုန်မြို့ကနေပြီးတော့မှ online digital business ကိုလုပ်ကိုင်နေတာဖြစ်ပါတယ်ကျမတို့ပဲဒီမြန်မာနိုင်ငံရန်ကုန်မြို့ကနေပြီးတော့မှလုပ်ကိုင်နေတဲ့ Magnin Yulin ကိုလည်းမိတ်ဆက်ပေးဖို့နဲ့ပေါ့နော်ဒီ online digital business ကို Magnin ဆိုလို့ရှိရင်လည်းဒီ full time အလုပ်တစ်ခုရှိနေနဲ့ဒီလုပ်ငန်းကိုဘာကြောင့်လုပ်ကိုင်ခဲ့တာလဲပေါ့ဒီ online business တွေဆိုရင်အများကြီးပဲလေအဲ့တော့အဲ့ဒီ business တွေထဲကနေပြီးတော့မှဒီလုပ်ငန်းကိုဘာကြောင့်ရွေးချယ်ခဲ့တာလဲပြီးတော့ဒီ online digital business ကိုဒီ full time လုပ်နဲ့လဲတွဲပြီးတော့လုပ်ကိုင်လို့ရတယ်ဆိုတာကိုသိရှိနိုင်မှုအတွက်ပေါ့နော်ဟုတ် sharing လေးလုပ်ပေးပါဦးတွေ့ပါအားလုံးပဲမင်္ဂလာပါညီမကတော့ဒီမြို့ပြင်မှာရန်ကုန်မြို့မှာနေထိုင်ပြီးတော့မှဒီဟိုတယ်တစ်ခုမှာပေါ့နော်အကောင့်မန်နေဂျာနဲ့လုပ်ကိုင်နေတာဖြစ်ပါတယ်အခုပြီးတော့ဒီရဲ့ digital business ပေါ့နော် online digital business ကိုလည်းလုပ်ကိုင်နေတာဆိုလို့ရှိရင်လည်းတစ်နှစ်ခွဲတော့နှစ်နှစ်လေးပါရှိတော့မယ်ပေါ့နော်တစ်နှစ်ခွဲကျော်ပါပြီအဲ့ဒါကြတော့ဒီရဲ့ business ကိုစပြီးလေ့လာတော့ငါဆိုလို့ရှိရင်တော့အမကတခြားဒီရဲ့ digital business ကလေးတွေကိုတော့မသိဘူးပေါ့နော် online business တွေဒီရဲ့ဟာဒါကတော့ဒါလွန်ခဲ့တဲ့2000ဟွာလောက်ကသိမယ်2014လောက်ကရင်အမသိတာပေါ့နော်ဒါကတော့မရဲ့ဒီအခု coach Grace ကနေစလုပ်နေရတော့သိတယ်အမတို့ရဲ့မြန်မာနိုင်ငံအနေထားနဲ့အမဒါတိတ်တော့စိတ်ဝင်စားခဲ့ဘူးပေါ့အဲ့ဒီမှာဂျားထဲမှာတရားတွေရဲ့ online digital business လေးတွေရှိတယ် digital business မဟုတ်ဘူး online sale ရောင်းရတာလေးတွေ့တာပေါ့နော် online sale လို့ပဲတော့သဘောထားတာပေါ့နော်ဒါပေမဲ့ဒီလုပ်ငန်းကိုကျတော့ Grace ကနေတန်းပြောတော့နောက်ချက်တော့နည်းနည်းစိတ်ဝင်စားလာတယ်ဆိုတော့နောက်ထပ်ကိုနေရာတစ်ခုရောက်လာခါကျတော့ဘာလို့ဒီရဲ့အလုပ်ကိုရွေးချယ်လဲဆိုတော့အမရဲ့ full time လုပ်က sweat အရင်များတယ်များတော့တလားဒီစရင်ပိုင်းနဲ့ပဲလုပ်နေတာခါကျ sweat တွေများလာခါကျကိုယ့်ရဲ့ life ကို change အရင်ဖြစ်ချင်လာခါကျဒါနဲ့ Grace ကိုတန်းပြောတာပေါ့နော် Grace မမအလုပ်ရှင်နေဒီလိုလုပ်ရှင်နေဆိုတော့ Grace ကနေပဲထိုင်နိုင်ပြီတယ်အမဆိုလုပ်ရှင်နေနိုင်လားသူကလည်းအများကြီးကိုယ့်တက်စဉ်းစားပေးတာအဲ့လိုမျိုးလည်းလုပ်ဖြစ်တာပေါ့နော်ဟိုတခြားလူတွေကတော့ဘယ်လိုမျိုးဟိုဘယ်လိုလဲတခြားလေးလာတယ်ပေါ့နော်ကိုကကြလေမကြည့်တော့
grade မမလည်းလှုပ်ချင်တာပဲတန်းပြောတာလှုပ်ချင်တာအဲ့လိုဆိုကွာကြညံတဲ့စိတ်ရညံနေလို့ဆိုတော့အဲ့လိုစိတ်ဆုံးဖြတ်ချက်တွေလည်းအများညံတယ်အဲ့တော့ဒါပေမဲ့အခုချိန်တည်းမှာတော့ကိုဆုံးဖြတ်ချက်ကမမအောင်ပေါ့အခုချိန်လေးလည်းကွာဒါကိုဆက်လုပ်နေတာဆိုတော့လေအရှင်းဆုံးပြောရင်တော့အဲ့ဒါဒီရဲ့ digital ကားရဲ့ဆိုတော့ကိုယ့်ရဲ့ full time လုပ်ခနေတော့ဆော့ခွာတင်တာလည်းပါတယ်နောက်တစ်ချက်ကဒုတိယချက်ကအရင်ရေးကြည့်အဲ့ဒါပါလဲဆိုတော့နိုင်ငံခြားခီးရသွားချင်တာအရင်ကလည်းသွားတိုင်းမဲ့ဆိုလည်းသွားတယ်သွားပြမယ်ပေါ့နော်ဒါကအမှန်တော့ခုလုံးလုပ်တာဒီရဲ့အလုပ်ကိုလုပ်စင်နိုင်တယ်သွားအောင်နိုင်တာတော့လည်းအဲ့လိုလုပ်ရတယ်ပါပေါ့နော်ကိုယ်စိတ်ထဲမှာအဲ့လိုလေးယုံကြည်ချက်နဲ့ပေါ့နော်ဒါလုပ်ဖြစ်စဉ်ဖြစ်တယ်လို့နောက်လည်းဒီ$149တွင်းသွားခါကြလို့ရှိရင်လည်းအမကဘာလဲဆိုတော့အထက်ကဟိုတွေကတော်တော်များပထမတစ်ခါတော့အမလေ့လာဖို့တယ်လေ့လာခါကြGrace မမဒါလေးကြည့်နေနော်ဒီတဲ့ကိုဒါပြန်ဆိုတော့လေ့လာခိုင်းတော့ကြည့်ရ2ရက်3ရက်ပဲရှိသေးတယ်ဟိုပဲလို့အများကြည့်မနေတော့ဘူးကြည့်နေပုံတော့တွေ့ပါလေဟုတ်တယ်သုံးသက်ကမြန်တယ်တွေ့ဝေးနေမှာဟာဟုတ်လို့ကောင်းမလားမလို့လုံးမယ်အဲ့လိုမျိုးဖြစ်တာပေါ့နော်ဟိုဒါတော့ငါတော့မစုပ်တော့ဘူးဆို2023မှာစပြီးလုပ်ဖြစ်တာအဲ့ဒါဘာလဲဆိုကိုယ့်ရဲ့ life change လေးဖြစ်အောင်နောက်ပြီးတော့မှတခြား business တွေနဲ့မတူတဲ့အချက်တွေလည်းအများကြီးရှိရဖြစ်တယ်ပေါ့နော်ဒီဟာလေးပေါ့မှလုပ်ချင်းဖြစ်တယ်နောက်ပြီးတော့ဒီ business ကဆိုလို့ရှိရင် flexible ဖြစ်တယ်ပေါ့နော်အချိန်လေး flexible ဖြစ်တော့ခါကြတော့အမအစင်ဒီလေးနဲ့ဒီလိုကိုယ့်ရဲ့ဒီခုချိန်ဆိုတော့အမအလုပ်ချိန်ပေါ့အလုပ်ချိန်တွေမှာခဏလေး break time နဲ့မလုပ်ပြီးတော့မှအမခဏပိတ်ထားတော့တကားပြောမယ်ဆိုတော့အမအဲ့ဒါသူဒီနာပေါ့မစောင့်နေအဲ့မှာလာပြောပါလို့အမပြောထားအဲ့လိုလေးပေါ့ဒီလုပ်ငန်းရဲ့ဟိုအားတာတဲ့အချက်ကလေးတွေကဒီလိုလေးတွေမှာလုပ်လို့ရတယ်နောက်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့လည်းမစိမ့်သွားဘူးဟိုကိုပြောချင်တဲ့ကိုလုပ်ချင်တဲ့အရာလေးတွေပေါ့နော်ကိုယ့်ရဲ့စိတ်တိုင်းသားလေးလုပ်ခွင့်ရတဲ့လုပ်လေးရယ်နောက်တစ်ခုကပတ်စံလေးရတယ်ဆိုတော့ဒီလောက်ကကိုယ့်အတွက်အကောင်းဆုံးဖြစ်တာပေါ့အခါကျတော့ကိုယ့်ရဲ့ second plan ဒီစတင်ခဲ့တာမမအောင်ဆိုတာကိုအမကဒီရတယ်ဒီညာပြောစစ်ဖြစ်ပါတယ်လို့ဟုတ်ကဲ့အခုလို sharing လုပ်ပေးရကျေးဇူးအများကြီးတင်ပါတယ်မနှင်းတို့ဆိုလို့ရှိရင်လည်းဒါဟိုခရီးသွားချင်တယ်ဒီအလုပ်တစ်ဖက်ရှိရပေါ့နော်ဒီ account manager ဆိုတာကလည်းအရန်ကို pressure တွေများပြီးတော့လုပ်ရတာပဲလေဆိုတော့ဒီလိုမျိုးခရီးတွေသွားတာဆိုလို့ရှိရင်လည်းကျမတို့လည်းမေးကြတယ်ဟိုဆို inquiry တွေလာရင်းနဲ့ပေါ့နော်ဒီ Grace တို့ဆိုရင်လည်းဂျပန်သွားတာတွေ့တယ်ပြီးလို့ရှိရင်ထိုင်းသွားတာလည်းတွေ့ကြတယ်ဆိုတော့ကျမရှင်းပြပေးတယ်ဟုတ်တယ်ထင်ထိုင်းသွားတာလည်းဟိုသူတို့ဂျပန်ကနေပြန်มาပေါ့နော်ဒီထိုင်းဝင်လာကြတာဆိုပြီးတော့ဒီ inquiry လာရင်းနဲ့ဖုန်းဆက်ပြီးတော့မေးကြတဲ့သူတွေဆိုလို့ရှိရင်လည်းဟိုပြပြပေးတယ်ပေါ့နော်အဲ့တော့ဆိုတော့ဟိုတော်တော်ဆိုရင်လည်း Chris နဲ့တူတူဒီ Madden တို့လည်းသွားကြတာထိုင်းမှာစုံရတာတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီ full time လုပ်နေဆိုလို့ရှိရင်လည်းဒီ full time လုပ်နေတယ်လေဒီ online digital business ကိုsecond income plan နဲ့လုပ်တာဆိုတော့အချိန်ကိုဘယ်လိုစီမံပြီးတော့ပေါ့နော်လုပ်ရတာလဲဆိုတာလဲတခြားတချို့တွေရှိတယ်လေ full time လုပ်နေတာရှိတယ်တချို့ကြတော့လဲအလုပ်တစ်ဖက်နဲ့လုပ်နေတဲ့သူတွေကြတော့လဲဒီလုပ်ငန်းကိုလောက်ကလို့ရပါမလားဆိုပြီးတော့ပေါ့နော်တချို့တွေကလှုပ်ချင်တယ်ဒါပေမဲ့လည်းဒီ full time လုပ်တစ်ဖက်ကြီးရှိနေတယ် pressure တွေကလည်းရှိတယ်ဆိုတော့ကဒီလုပ်ငန်းကိုလောက်ကလို့ရပါမလားဆိုပြီးတော့စဉ်းစားနေတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကိုရောဒီ Madden တို့ကနေပြီးတော့မှဘယ်လိုဒီလောက်ကင်ရတာလဲပေါ့နော်တွဲဖက်ပြီးတော့ဘယ်လိုလောက်ကင်ရင်အဆင်ပြေနိုင်တာလဲဆိုတာလေးလည်း sharing လုပ်ပေးပါအောင်ဟုတ်တယ်အဲ့ဒါလည်းပြောမှာဟုတ်တယ်အမကမနေ့ဟိုပါပေါ့နော်ကိုယ့်ရဲ့အလုပ်ချိန်ကမနက်7 နာရီကနေညနေ9 ခွဲ6လောက်ပေါ့နော်ခါကျ community ဖြစ်တော့နောက်ကျတယ်ပေါ့အဲ့ခါကျတော့ဘယ်ချိန်မှာလုပ်လဲဆိုလို့ကိုယ့်ရဲ့အိတ်ချိန်ကဘယ်လိုဆိုမနက်ကိုတော့ကွာ4 နာရီခွဲလောက်ဆိုတော့သူကနည်းနည်းအိပ်ရနေတော့4 နာရီခွဲလောက်ဆိုတော့နည်းနိုးတယ်အဲ့လိုအချိန်မှာဒီရဲ့ကိုယ့်ရဲ့ business လေးတွေကိုကြည့်ရမှာเนาะသူများရဲ့ဘာပြောတာအဲ့ချိန်မှာဖတ်ရတယ်ကိုကသူများရဲ့လိုည9 နာရီလို့ချိန်တိုင်းမှာကိုကမပြီးဘာလို့ည9 နာရီချိန်တိုင်းမှာကိုပြန်လာပြီးချိန်မှာအလုပ်ကတစ်ခါတည်းပါလာတာမျိုးဒါမိသားစုကလည်းအဲ့ချိန်မှာသူကစကားပြောဖို့စောင့်ဒါကလည်းကွန်ပျူတာစုဆိုတာလည်းဒါကိုကဒီအလုပ်ကလည်းညားတဲ့ပြင်ကိုကိုမှရှိရတဲ့ကိုရဲ့သူတွေပေါ့နော်သူတွေလည်းကြောင်းလာတက်ကြတယ်သူကညကျရင်အတော်ပြောစရာစကားတွေစီပလုံးရောခါကျသူကအဲ့ချိန်မှာကွာမပြောမလုပ်ရအောင်ဒီလို့ခါကျရင်လုပ်ချင်တယ်နော်လုပ်ပြရသေးလို့ပြောတော့ line တွင်းတော့မယ်ဘာညာဆိုတော့သူနေနေပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ထမင်းဝိုင်းမှာစကားပြောရတဲ့ဘာနဲ့ဆိုတော့သူမိသားစုခွဲမှာချိန်ကည9 ခွဲ10လောက်ဖြစ်ပြီးတော့ဖျားရှိ9စင်နာနဲ့ဘာနဲ့ဆိုအဲ့လိုမျိုးကွာအဲ့အချိန်ကွာပြီးလို့မရအောင်ဖြစ်အဲ့တော့ကွာဘာလုပ်လဲဆိုမနေ့ကို4 နာရီခွဲလောက်ပဲနိုးတယ်တူကြီးပေါ့နော်အဲ့လိုအချိန်မှာဖုန်းနဲ့ပေါ့နော်ဒီ internet ကိုကြည့်ပြီးတော့မှအဲ့ချိန်မှာည business ကပါအဲ့ချိန်ကျမှကိုကလည်းအမှန်ပြောရင်ကိုယ့်ရဲ့ business partner တွေအများစုကလည်းနိုင်ငံသားမှာလို့နော်သူကလည်းသူအားတဲ့အချိန်လုပ်ကြတယ်အဲ့ဒါကိုကြည့်လို့ရှိရင်သူလည်းရှိတယ်ခါကျပြောပြတယ်ပေါ့ဟိုအခုတနေ့ဆိုလည်းတယောက်ကလာပြောတယ်သူတဲ့အမရဲ့ဟို
လိုက်တော့ပြောရမယ်ပေါ့နော်ဟုတ်တယ်ကျမအလုပ်ကရှိတယ်ဒါပေမဲ့ကျမကအလုပ်ချိန်ကညလည်းပြီးလို့မရဘူးဒီလိုလေးတော့အချိန်ရှိတာဟိုအဲ့လိုညတဲ့ကောင်ကြလည်းအဆင်ပြေမလားကိုမျိုးမြို့မှာကျတော့အခုနိုင်ငံကြလည်းအဲ့လိုလည်း business ကိုဒီလိုလေးပဲလုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကအချိန်လေးကိုတော့နည်းနည်းလေးကိုမအဲ့လိုလေးဖြစ်နေရဆိုတဲ့အကြောင်းပြောပြလိုက်တာအခုကတော့အရင်ကတော့အဲ့လောက်ကြီးရှိတော့ဒီရဲ့ဟိုရမစက်မြောက်ဘူးအခုကျတော့ဘာလဲပြောစရာမိသားစုပြောစရာဒါများတာပေါ့နော်။ဘာလို့ကိုယ်နေထားနဲ့ကိုမျိုးကိုလည်းကွာဖုန်းထက်လို့များဟဲ့ဒါစာလေးပို့ရမယ်အရင်တော့ရဲ့ဟိုအတိုင်းကိုရောက်နေစာပို့ပြီးတော့မှသူတို့တွေဘယ်လိုပစ္စည်းပို့မယ်ဘာအဲ့ဒါညဆိုစီစဉ်နေရနေကိုကွာဒီ business ကိုမလုပ်ဖြစ်တာ။ဒါပေမဲ့အမကအရင်ကပိုင်းလေးနည်းနည်း4နိုင်9လောက်လေးတစ်ချက်ကြည့်လို့ရှိရင်အဲ့ရဲ့အချိန်မှာ internet တွေကိုကြည့်လို့ရှိရင်မှဒါလေးကိုတချို့တွေရောဟိုမှာစာမိုင်းပြန်ကြည့်တာလေးတွေ့ပါတယ်။ဒါတော့အမဒီရဲ့သူတို့ like တော့အဓိကတော့အများပြောတဲ့ like တော့လေးလိုက်ကြည့်ရပါအော်သူတွေဘာပြောကြတယ်ဘာတွေများဟိုမျိုးပေါ့နော်ဘယ်လိုပြောမလဲအခုကပြောင်းလဲbusiness ကဟိုလေတယောက်နဲ့တယောက်ကမတူဘူးတယောက်မတူတဲ့ idea တွေရတယ်တယောက်ချင်းစီပေါ့နော်အဲ့တော့ကိုယ့်အခု business ကလည်းခြေပြန့်လာပြီဒီ business ကိုလုပ်တဲ့မြန်မာနိုင်ငံမှာလည်းတော်တော်များလာပြီနော်အခုဆိုအခါကျတော့ကိုရီးယားစဉ်းစားအခုမမော်ဆိုလို့ရှိရင်လည်းဒါအရင်နှစ်ကဆိုရင်လည်းအများကြီးပဲအနေကအရင် live ပြောတာဆောင်းပြောရအောင်နော်ဆိုကိုကသူပြောတယ်သူကမပြောနိုင်သေးဘူးလို့သူကရင်ဆိုဥဆောင်တော့ပေါ့နော်ကိုဖေးကြဆိုဒီလိုလေးတော့ arrange လုပ်ရတာပေါ့နော်ဆိုရင်ချင်းနေနေတာဖူးတိုင်းလောက်ကြကြလဲကိုကပါလဲဆိုဒီမှာမြန်မာနိုင်ငံမှာအလုပ်ရှိနေမှာပေါ့နော်အလုပ်မရှိလို့ရှိရင်တခြား live လုပ်လို့ဆိုရင်ပေါ့နည်းနည်းလေးကိုယ်စိတ်ထဲမှာဟိုဘယ်လိုပြောမလဲနည်းနည်းလေးမလို့ကိုယ်စိတ်ကိုစိတ်တိုင်းမကြတာပေါ့အလုံးတစ်ခုသုံးလုံးနိုင်တယ်ဆိုတော့ဟိုဖြစ်တာပေါ့နော်ခုံယူတာပေါ့အဲ့ငါမှာဖူးတိုင်းလည်းလုပ်ရှိတယ်အဲ့ဒါငါဒီရဲ့ digital marketing ရတယ်ငါရဲ့ဖူးတိုင်းအလုပ်ကဲလို့မြန်နားကြလို့ရှိရင်ငါရဲ့ second plan ပြီးလည်းဖြစ်တယ်အခုချိန်မှာငါအချိန်ဒီလောက်ပေးနိုင်တယ်ငါတကယ်လို့အလုပ်နားကြလို့ရှိရင်ငါဘယ်လောက်ပေးမယ်တရက်ကိုတော့ကိုအများကြီးပေးနိုင်ကြိုးစားတာပေါ့နော်ဒါပေမဲ့ idea တစ်ခါကြိုင်မနဲ့ကို4နိုင်ဖြစ်လို့ကိုကလည်းထတင်လိုက်ရှင်းတယ်ကိုစိတ်ကိုစဉ်းစားတာကိုယ့်ကိုမှန်အဲ့ငါဒီဟာတင်လိုက်လို့ပေါ့နော်တခုခုနဲ့တများဟောဖြစ်သွားမလားဆိုတာလေစိတ်ရတစ်ခါကျတွေးမိတယ်အဲ့ဒါကွာကို share တဲ့ဘုဒ္ဓလေးတွေကိုလို့စင်တဲ့ဟာလေးတွေအချိန်မှာစာလေးဖိုင်နေရေးကြတာပေါ့နော်အဲ့လိုလေးတော့အမအချိန်လေးကန့်နေထားတယ်လို့နောက်ပိုင်းဆိုလို့ရှိရင်တော့ digital marketing ကိုfull time လုပ်နိုင်အောင်ပေါ့နော်စူးစမ်းပြီးတော့လုပ်ရမှုဟိုကအချိန်ပေးရမယ်ပါဆိုတော့ဒီဟိုအလောက်ကလည်းမတို့ရဲ့ပြည်ပြည်အတက်ရတာကြတော့တရားနာပေါ့နော်နားဖို့အတွက်ကိုရပြင်ဆင်ရမယ်ပေါ့ပို့ပြီးတော့အဲ့ဒါကြတော့ digital marketing ကိုပို့ပြီးတော့မှအချိန်လေးပြီးအနည်းဆုံး2နာရီလောက်ပေါ့2နာရီလောက်ကိုပေးနိုင်လို့ရှိရင်တော့နည်းနည်းလေးဟိုကိုယ့်ရဲ့ကြော်ညာလေးတော့ကိုယ့်ရဲ့ဘယ်လိုလဲပေါ့နော် content လေးရေးဖို့အချိန်ရှိတာပေါ့ခါကျရင်တော့အဲ့လိုပဲဟိုခုနကအဆောင်က idea မရအောင်အခုချိန်အခုတင်မှရမယ်လို့ထင်တာပေါ့နော်ဟို post လေးဆိုလို့ရှိရင်တော့မဟုတ်ဘူးကွာကိုကကောင်းကောင်းလေးရေးပြီးတော့မှကောင်းကောင်းတင်လို့ရှိရင်ပိုကောင်းတယ်လို့လေးဆိုတော့ကို idea ရတာပေါ့ကိုရဲ့စီညာမှလည်းပြောနေဟိုအဲ့တော့ငါလည်းအဲ့ဆိုလုပ်လို့ရတာပဲနောက်တော့မှပါ schedule နဲ့တင်ထားမယ်ပေါ့အခါကျတော့ကို schedule နဲ့ကိုတင်ထားလိုက်တာပေါ့နည်းနည်းကိုရဲ့ page ကလည်းလုပ်တယ်နည်းနည်းလေးပိုလုပ်ဖြစ်တာပေါ့အဲ့တော့သူများတွေလောက်ဟိုအရင်ကြီးမတော်ပေမဲ့လည်းကိုယ့်ရဲ့ဟိုလည်းဒီရဲ့ business လေးကသူ့ညီသွားနေအနောက်က system ကလည်းပံ့ပိုးနေတာဆိုတော့ကိုကအရင်ကြီးအားထားထုတ်စရာတော့မလိုဘူးပေါ့အဲ့ဒါပေါ့ကိုကတော့အချိန်လေးကိုအဲ့လို arrange လုပ်နေအဆင်ပြေတယ်ဆိုတဲ့အကြောင်းလေးတွေဒီကနေပြောချင်ပါတယ်လို့ကဲပါအခုလို sharing လုပ်ပေးရကျေးဇူးအများကြီးတင်ပါတယ်ဟို$149ကိုသွင်းဖို့အတွက်ကပေါ့နော်အရင်တော့ဆိုလို့ရှိရင်တော်တော်များများကြောက်ကြတယ်ပေါ့မြန်မာပြည်အနေနဲ့ကြတော့လေဒီ online business ဆိုလို့ရှိရင်ဘာလဲဆိုအခုကကြတော့တော်တော်များများတော့သိလာကြပြီပေါ့နော်သိလာကြပြီဆိုတဲ့အချိန်မှာနောက်တစ်ဆင့်သွားဖို့အတွက်ဒီ$149သွင်းဖို့အတွက်ကတချို့ကြတော့လေသွင်းချင်တယ်သွင်းဖို့အတွက်ကအခက်ခဲရှိရမျိုးလေးတစ်ခုရှိကြတာကြီးလည်းရှိတယ်ပေါ့နော်အခုတော့မှပဲဒီ live talk မပြောခင်လေးမှာပဲဒီမှာ$149သွင်းဖို့အတွက်တယောက်နဲ့စကားပြောနေရပေါ့နော်သူကမှသွင်းဖို့အတွက်က ready ဖြစ်နေပြီဆိုတော့ဒီ live talk လေးပြောပြရတဲ့တခါဆက်လုပ်ကြဖို့ရှိရပေါ့နော်အဲ့လိုမျိုးပဲဆိုတော့ဟိုကျမတို့ဆိုရင်လည်းဒါဒီလုပ်ငန်းကိုဘယ်လိုလုပ်ရတာလဲဆိုတော့အသေးစိတ်လေးလာပြီးတော့ပဲလောက်ကင်ခဲ့ကြတာပေါ့အဲ့တော့ Grace တို့ဆိုရင်လည်းဟိုဒီကဲကိုဒီလုပ်ငန်းမှာအောင်မြင်နေတာတွေ့ရတဲ့အခါကျတော့ကိုယ့်ရဲ့ idol ပေါ့အရင်အားကြတာပေါ့နော်ဟိုဒီလိုမျိုးဝင်ခွေတွေအများကြီးရနေတဲ့ဟာကိုလည်းတွေ့နေရတဲ့အခါကျတော့လေဆိုတော့ဒီ$149 Grace ကရောဟိုတစ်ချက်လောက်ရှင်းပြပေးပါပေါ့နော်ဒီ$149သွင်းလိုက်တယ်ဟုတ်တယ်စဉ်းစားပြီး$149သွင်းမယ်ဆိုပြီးတော့စဉ်းစားပြီးတော့သွင်းလိုက်ပြီးပေါ့နော်ပြီးရင်သွင်းပြီးသွားတဲ့အခါကျရင်သူတို့တွေအနေနဲ့ဘာတွေကိုလေးလာတင်လာလဲပေါ့နော်ဒီကနေပြီးတော့မှ video file ဒီ pre-coding file တွေရောက်လာတဲ့အခါကျရင်တချို့ကကြတော့လေဘယ်ကနေစလေးလာရမလဲဘာတွေလေးလာရမလဲဆိုတဲ့ဟာမျိုးမသိတဲ့အခါကျတော့လေ
သွင်းပြီးသွားတာနဲ့သူတို့တွေဗာလေးလာပါဆိုတဲ့ဟာကိုသိရအောင်အတွက်ကိုတစ်ချက်လောက် sharing လုပ်ပေးပါအောင်ကျေးဇူးပါ ဟုတ်ကဲ့ပါမိုင်ဒီ$149ပေါ့နော်သူတို့သွင်းလိုက်တယ်သွင်းပြီးတဲ့အခါကျလို့ရှိရင်ဒီ email ပေါ့ပြောရမှာဆိုလို့ရှိရင် email နှစ်ဆောင်ရတယ် email တစ်ဆောင်ကတော့ဒါ$149ကိုပေးလိုက်ပြီဆိုတော့ receipt ပေါ့နော်ကိုရဲ့ receipt လေးရမယ် email တစ်ခုအဲ့ဒါကြည့်ရမယ်နောက်ဒုတိယ email ကကြတော့ဒီကိုအတွက်နောက်ထပ်တစ်ဆင့်ပေါ့နော် your next step ဆိုပြီးတော့နောက်ထပ် email တစ်ဆောင်လာတယ်အဲ့ဒီတစ်ဆောင်ထဲမှာဆိုလို့ရှိရင်ဒီခုနကပြောတဲ့ဒီ pre-coaching training video ကြည့်ဖို့အတွက်အဲ့ဒီမှာ link ပါတယ် link လည်းပါတယ်ဒီတဲကိုဝင်ကြည့်ဖို့အတွက် passcode လည်းပါတယ် passcode ကကြတော့အနီအောင်လေးနဲ့ပေါ့နော်ရေးထားပေးတယ်အဲ့ဒါကိုပွားရှာရမှာပေါ့ okay ဆိုတော့အဲ့ဒီ link ကိုသွားပြီးတော့မှအဲ့ဒီ passcode လေးနဲ့ဒီ pre-coaching training video ကိုဝင်ကြည့်ရတယ် video ကတော့အပိုင်းလေးတွေအများကြီးရှိတယ်ဆိုတော့ဒါဟိုပါပေါ့တစ်ခုချင်းစီပေါ့နော်အပိုင်းလေး10ပိုင်းလောက်ရှိတယ်ဆိုတော့အဲ့ဒါကိုတစ်ခုချင်းစီကိုကကြည့်သွားမယ်အစဉ်အလိုက်ပေါ့အစဉ်အလိုက်ကြည့်သွားတဲ့အခါကျလို့ရှိရင်ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဒီအခြေခံကနေစပြီးတော့မှဒီစီးပွားရေးကဘယ်လိုလဲပတ်လဲဒီစီးပွားရေးထဲမှာချိတ်ဆက်ထားတဲ့ company တွေ product တွေကဘာတွေဖြစ်မလဲယင်းနှိမ့်မြုပ်နှံမှုပုံစံဘယ်လိုမျိုးသွားလို့ရတာလဲ business strategy လေးတွေပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်တော့တကယ်ကိုမှအရေးကြီးဆုံးကတော့ဝင်ငွေပေါ့ဝင်ငွေဘယ်လိုရတာလဲဒီ compensation plan တွေပေါ့နော်ရှင်းပြထားတဲ့ဟာတွေအစဉ်စဉ်လေးတွေရှိတယ်အဲ့ဒါကိုအကုန်လုံးလေ့လာအကုန်လုံးသေချာလေ့လာတစ်ခေါက်နားမလည်လို့ရှိရင်ထပ်ပြီးတော့ပေါ့နော်ကို unlimited ကြည့်လို့ရတယ် unlimited ကြည့်လို့ရတဲ့အခါကျတော့နှစ်ခါသုံးခါလောက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှဟိုနားရီဝပြီးတော့ပို့ပြီးတော့နားလည်မယ်လို့တော့ထင်တယ်ကိုတော့ကလည်းအဲ့လိုတစ်ခေါက်နဲ့ဆိုလို့ရှိရင်သိ idea သိမရဘူးပေါ့နော်ညီမတို့တော့ဆိုလို့ရှိရင်ဆိုတော့အနည်းဆုံးတစ်ခေါက်နားမလဲရင်တော့နှစ်ခေါက်သုံးခေါက်ပေါ့နော်အဲ့လိုဝင်ပြီးတော့လေ့လာလို့ရတယ်ပြီးတော့ဒီအင်္ဂလိပ်စာအားနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒီ pre-coaching training video တွေကမြန်မာဘာသာပြန်နေပေါ့နော်ညီမတို့ဒီလောက်ထားပေးတာလေးတွေရှိတယ်ဆိုတဲ့အခါကျတော့အင်္ဂလိပ်စာနားလည်လို့ရှိရင်လည်းမြန်မာဘာသာပြန်လေးနဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒါဒီကိုယ့်ရဲ့ mentor coach ပေါ့နော်သူတို့စီကနေပြီးတော့မှတောင်းလို့ရတယ်ပြောလို့ရတယ်ပေါ့ပြောတဲ့အခါကျလို့ရှိရင်ဒီဒါလေးတွေဒီဘာသာပြန်လေးနဲ့ကြည့်ဖို့အတွက်ပေါ့နော်ဒီ private group တွေထဲမှာထည့်ပေးတယ်ဆိုတော့ဟိုပေါ့စိတ်ပူစရာမရှိပါဘူးစိတ်ပူစရာမရှိဘူးဆိုတာလေကိုယ့်ဘာကိုအချိန်ယူပြီးတော့လေ့လာတခြားလေ့လာကိုနားလဲလားနားမလဲတာရှိတယ်ဆိုလို့ရှိရင်လည်း mentor ကိုမေးလဲရတယ် coach ကိုမေးလဲရတယ်ပြီးတော့မြန်မာလိုလဲတခြားလေ့လာလို့ရတယ်အဲ့ဒါပြီးတော့မှပဲကိုကတခြားနားလဲမှာပဲရှင်းဆက်သွားမလားရှင်းဆက်သွားတခြားနားမလဲသေးပဲနဲ့တော့ပေါ့နော်ဟိုလုပ်စေချင်ပေါ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ညီမအနေနဲ့ကတော့လေ့လာပြီးတော့မှကိုတကယ်သဘောကျတယ်ကိုနဲ့လည်းအဆင်ပြေမယ်လို့ကိုထင်တယ်တကယ်ဟိုမှာဘယ်လိုပဲဖြစ်ဖြစ်ငါလုပ်မယ်ဆိုတဲ့စိတ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုလို့ရှိရင်တော့ထပ်ပြီးတော့မှဒီ coach နဲ့နောက်ထပ်တစ်ဆင့်ပေါ့နော်အဲ့လိုရှင်းဆက်ပြီးတော့မှသွားပါကြံပေးချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါအဲ့ဆိုလို့ရှိရင်အခုဒီ$149သွင်းမှုကကြတော့လေဒီ live ကကြတော့$149သွင်းမဲ့လူနဲ့ကကွက်တိဖြစ်နေတာပေါ့နော်သူကလည်းဒီအမကလည်းသွင်းမှု ready ဖြစ်နေပြီဆိုတော့ဒီ live တောင်မှဒီ$149သွင်းမဲ့အမအတွက်ကိုပြောတဲ့ live လေးတောင်ဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီ$149သွင်းပြီးသွားလို့ရှိရင်သူဒီမှာအစင်းစင်းလေးလာရမယ့်ဟာကိုတည်သွားပြီပေါ့အဲ့တော့တည်သွားပြီဆိုလို့ရှိရင်ဒီနောက်ထပ်တစ်ဆင့်ကကြတော့လုပ်ငန်းစမလားမစဘူးလားဆိုတာကကြတော့သူကိုယ်တိုင်ဒီလေးလာပြီးတော့ဆုံးဖြတ်ရမှာပေါ့နော်အဲ့ဒါခါကြတော့ဒီဟာကိုဒီမတိရရှိလို့ရှိရင်လည်းကျွန်မက mentor အနေနဲ့ဒီ coach ကနေပြီးတော့ coach Chris ကနေပြီးတော့မှ coach အနေနဲ့ရှင်းပြပေးသွားမှာဖြစ်တယ်ပေါ့နော်ပြီးတဲ့ခါကျတော့အကယ်၍ဒီ mentor unit မှာတင်တဲ့သူဆိုရင်တော့ mentor unit က mentor ပြီးတဲ့ခါကျ coach Chris က coach အနေနဲ့ပေါ့နော်ဒါမျိုးလေးတွေရှင်းပြပေးသွားမှာဖြစ်ပါတယ်လို့အကယ်၍ဒီ$149ကိုသွင်းပြီးသွားလို့ရှိရင် तू ကလောက်ခံစမယ်မစဘူးပေါ့နော်မစတဲ့သူတွေအနေနဲ့ကတော့ဒီ$149ကိုသွင်းပြန်ထုတ်ပြီးတော့ဒါရက်လိုက်လို့ရပြီပေါ့အကယ်၍နောက်တစ်ဆင့်ဒီလုပ်ငန်းကိုသွားမယ်ဆက်သွားမယ်ဆိုလို့ရှိရင်ရောဘာတွေလိုအပ်လဲဆိုတဲ့ဟာကို coach Chris ကနေပြီးတော့မှရှင်းပြပေးပါအောင်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါမိုင်ဆိုတော့ဒီ
pre coaching training video တွေပေါ့နော်အကုန်လုံး video series လေးကိုကြည့်ပြီးသွားတဲ့အခါကြားလို့ရှိရင် okay ဒါလေးကကိုအတွက်ဖြစ်တဲ့ကိုရှင်းဆက်ပြီးတော့သွားမယ်ဆက်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ခုနပြောသလိုပဲပေါ့နော် coach ဖြစ်တဲ့ညီမနဲ့ဒါဒီ coach ကတော့အခုလောလောဆယ်တော့ညီမပေါ့နော်ဒါပေမဲ့နောက်မမော်တို့ coach ဖြစ်လာတဲ့အခါကြားလို့ရှိရင်မမော်တို့မနေယူတို့ပေါ့နော်အခုလောလောဆယ်ကတော့ညီမနဲ့ coaching call ပို့လုပ်ပြီးတော့မှဒီ business strategy ပေါ့နော်ဆွေးနွေးလို့ရတယ်ဒီစီးပွားရေးဘယ်လိုစတင်မလဲပေါ့ strategy ဘယ်လိုမျိုးလေးနဲ့သွားမလဲယင်းနှိမ့်နဲ့ပေါ့နော်အဓိကကတော့ဘယ်လိုမျိုးလေးနဲ့သွားတယ်စီးပွားရေးတစ်ခုဆိုတော့ဒါယင်းနှိမ့်နဲ့မှုပါဝင်နေဆိုတာကတော့လူတိုင်းကတော့နားလည်ထားလိမ့်မယ်လို့ယုံကြည်ပါတယ်ဆိုတော့ဆွေးနွေးပြီးတဲ့အခါကျလို့ရှိရင်ဒါညီမကနေပြီးတော့ဥဆောင်ပြီးတော့ပေါ့နော် business registration နဲ့ပတ်သက်တာကိုprocess လုပ်ပေးမှာပေါ့အဲ့ခါကြာလို့ရှိရင်ဒီမြန်မာပြည်ကနေလောက်ကင်မဲ့လူတွေအတွက်ဆိုလို့ရှိရင်เนาะကိုယ့်ရဲ့ passport ပေါ့เนาะ passport မြန်မာ passport ဒါမှမဟုတ်လို့ရှိရင်မပုံတင် notary ပေါ့เนาะမပုံတင် notary and then bank account ပေါ့ကိုယ့်ရဲ့ bank account ကကြတော့ဘာလို့လိုအပ်လဲဆိုလို့ရှိရင်တော့ဝင်ငွေလက်ခံရရှိဖို့အတွက်ပေါ့เนาะ bank account ကလိုအပ်တာဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့ဒီ investment ကအဲ့ဒီကနေထုတ်သွားမှာလားဆိုတော့အဲ့လိုအဲ့အတွက်တော့မဟုတ်ဘူးပေါ့เนาะအဓိကကတော့ကိုဝင်ငွေလက်ခံရရှိဖို့အတွက်ဘဏ်ကောင်က information ပေးထားပေါ့ဆိုတော့အဲ့ဒါလေးတွေလိုအပ်တယ်ကျန်တာကတော့ကိုယ့်ရဲ့ကိုယ်ပိုင်ပေါ့တကယ် real information ပေါ့နော်ကိုယ့်ရဲ့ identity ပေါ့ဒါပါပဲလိပ်စာတွေပါတော့ရှိရမှာပေါ့နော်ဆိုတော့ကျန်တာကတော့အများကြီးတော့မရှိပါဘူးဟုတ်ကဲ့ပါအဲ့တော့ဒီဟာကိုလုပ်ငန်းကိုစပြီပေါ့နော်ကြွေလုပ်ငန်းမစတဲ့သူနဲ့စတဲ့သူရှိတယ်မစဘူးဆိုရင်တော့149တင်ပြီးတော့149ပြန်ယူပြီးတော့ပြန်ထွက်ပေါ့နော်ကြွေလုပ်ငန်းစမယ်ဆိုလို့ရှိရင်တော့အခုဒီမှာ coach Grace ပြောတဲ့အတိုင်းပဲကျမတို့ကနေပြီးတော့မှဒါ guide လုပ်ပေးသွားမှာဆိုတော့ဘာမှပြဿနာမရှိဘူးပေါ့နော်အဲ့လိုမျိုးပဲဒီဟာကိုသူတို့ကဝင်ငွေပေါ့နောက်ထပ်တစ်ခုစိတ်ဝင်စားတာကြတော့ဒါလုပ်ငန်းစတဲ့သူတွေအားလုံးအတွက်ကတော့ဒါဝင်ငွေကိုစိတ်ဝင်စားကြတာပေါ့နော်ဝင်ငွေပြင်ကိုဒါ bonus တွေရှိသလိုပြင်စင်လာစာမျိုးပုံစံတွေလည်းရှိတယ်ဆိုတော့လေဒီရဲ့ပြင်ရမယ့်အနေအထားကိုဘယ်လိုမျိုးတွေရှိနိုင်တာလဲဆိုတာကိုလည်းsharing လေးလုပ်ပေးပါဦးပေါ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါမှဒီလုပ်ငန်းကိုလေးလာနေတဲ့သူဟာလည်းအခုကလေးလာဖို့အတွက်ကိုခုလက်တက်တော့ဒီ live ပြောနေစင်ပါတယ်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီမှဆိုရင်လည်းဒီတဲ့ live ကိုကြည့်လို့live တွေကိုကြည့်လို့တော့မှအလွတ်တွေတော့ရနေပြီဆိုပြီးတော့ပြောတာမျိုးတွေလည်းရှိတယ်ဆိုတော့လေဒါအားလုံးကိုလည်း sharing လုပ်ပေးသွားဖို့အတွက်ကိုcoach Grace ကနေလုပ်ပေးပါဟုတ်ကဲ့ပါအမကြီးဆိုတော့ဒီစီးပွားရေးကတော့ပြောရမယ်ဆိုလို့ရှိရင်တကယ်ဟိုမှာအဆုံးမရှိဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဆုံးမရှိဘူးအလားပေါ့ဒီစီးပွားရေးထဲမှာကိုရနိုင်တဲ့အလားအဆုံးမရှိဘူးဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ညီမတို့ဒီ9 to 5အလုပ်ပေါ့နော်9 to 5အလုပ်မှာဆိုလို့ရှိရင်ဥပမာအနေနဲ့ဒါဒီ maybe like CEO တို့ဘာတို့ယာတို့ပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီထက်ပိုတာမရှိတော့ဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီမှာကျတော့ဒီစီးပွားရေးမှာကျတော့သူကဒီကိုရနိုင်တယ်ပေါ့နော် income potential ပေါ့အဲ့ဒါတကယ်ကို unlimited ကိုသူတို့သတ်မှတ်ထားတဲ့ level လေးတစ်ခုရှိတယ်ပေါ့နော် level လေးတစ်ခုရှိတယ်အဲ့ဒီ level ကိုရောက်ပြီးသွားပြီဆိုလို့ရှိရင်ကိုကနောက်ထပ် level တစ်ခုကို open ထပ်ပြီးတော့မှဖွင့်ပေးတာပေါ့ဒီသတ်မှတ်ထားတဲ့အမြင့်ဆုံးရောက်ပြီးပြီဆိုရင်တော့မှနောက်ထပ်အဲ့လိုမျိုးပေါ့ဒီအမြင့်ဆုံးကတော့အခုကတော့ဟိုပါပေါ့ဒီလောက်ကို8000ပေါ့နော်ဆိုတော့အဲ့ဒီရှိတယ်ပေါ့ဒီလောက်9000ကနေပြီးတော့မှလောက်8000အထိပေါ့နော်အဲ့ဒီအဆင့်အထိတော့ရှိနေပြီဒါပေမဲ့အဲ့ဒီ level အဆင့်ကိုရောက်တော့တဲ့သူတယောက်ပေါ်လာတိုင်းနောက်ထပ်တစ်ဆင့်ထပ်ပြီးတော့မှတိုးပြီးတော့ဆိုတော့ is unlimited ပေါ့ဆိုတော့ဒီ lifetime bonus ပေါ့နော် retirement ပုံစံမျိုးပေါ့သတ်မှတ်ထားတဲ့level ရှိတယ်ဒါကလည်းပြောရမယ်ဆိုလို့ရှိရင်ဒီ95မှာဆိုလို့ရှိရင်လည်းညီမတို့ကဒီယာဒူးတက်ဖို့ပါလို့ဆိုသူ့ဘာ level လေးသတ်မှတ်ထားတယ်မလား maybe like ဟိုsupervisor ဒါမှမဟုတ်ရင်လည်းmanager ပြီးလို့ရှိရင်လည်း director သိတယ်မလားတစ်ဆင့်ချင်းစီပေါ့နော်အဲ့လိုမျိုးတခါတည်းအဲ့လိုမျိုးသတ်မှတ်ထားပေးတာရှိတယ်ဆိုတော့ဒီမှာလည်းစီးပွားရေးမှာလည်းဒီစီးပွားရေးထဲမှာလည်းသူ့မှာ level လေးတွေအဆင့်ဆင့်သတ်မှတ်ထားပေးတာမျိုးရှိတယ်ဆိုတော့အခါကျတော့အဲ့လိုမျိုးသတ်မှတ်ထားပေးခြင်းအဖြစ်လဲလုပ်တဲ့လူတိုင်းကို motivation ပိုရစေတယ်လို့တော့ညီမမြင်တယ်
ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူတိုင်းကသိတယ်မလားဒီပင်စင်လာစားရတဲ့ level ကိုစပြီးတော့မှရောက်ချင်ကြတဲ့လူတွေကြီးပဲဆိုတော့အဲ့ဒီကိုမရောက်ခင်မှာ level အစစ်လေးတွေဖြစ်ကြောရတယ်အဲ့ဒါလေးတွေရှိတယ်ဒါကလည်းကိုအဲ့ဒီကိုရောက်ဖို့အတွက်ကိုယ့်ရဲ့ motivation တစ်ခုအနေနဲ့လုပ်ထားပေးသလိုပဲပေါ့နော်ဒါလေးကိုမြင်ထားတဲ့အတွက်ကြောင့်မလို့ကိုကရောက်ချင်တဲ့အတွက်ကြောင့်မလို့ဒီဟာလေးတွေကိုကိုကတစ်စင်ချင်းစီကိုကအဲ့လိုမျိုးကြော်ဖြတ်ပြီးတော့သွားရတာပေါ့နော်ဆိုတော့အဲ့ဒီ level လေးအစင်သတ်မှတ်ထားပေးတာရှိတယ်အဲ့ဒီကရောက်သွားပြီဆိုလို့ရှိရင်တော့ဒါအစပထမဆုံးပေါ့နော်စရမှာတော့အဲ့ဒါပေါ့နော်အဲ့ဒီမတိုင်ခင်မှာဘာမှမရှိဘူးလားဆိုတော့မဟုတ်ဘူးပေါ့ကိုစီးပွားရေးကိုလက်ပတ်နေတော့စီးပွားရေးရဝင်ငွေရတော့ပုံမှန်ကတော့ရှိနေမှာပဲလေသိတယ်မလားကိုလုံရင်လုံသလိုပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်လည်းသတ်မှတ်ထားတဲ့ဒီပင်စင်လာစာရတဲ့ level လေးမရောက်ခင်မှာဒီလာစဉ်ပေါ့နော် monthly quarterly အဲ့လိုမျိုးရနိုင်တဲ့ level အစဉ်လေးတွေလည်းရှိထားပေးသေးတယ်ဆိုတော့အဲ့ဒီပတိုင်ကင်းမှာတော့မှကိုကရပိုင်ခွင့်တွေကအများကြီးရှိတယ်ကိုဒီစီးပွားရေးကိုလက်ပတ်တဲ့အပေါ်မှာမူတည်တယ်ကိုလုံနိုင်ပေါ့နော်ရနိုင်တယ်ပေါ့ဆိုတော့ရနိုင်တဲ့အထက်ထဲမှာ I mean ရာကနန်းဖြစ်မဲ့ထောင်ကနန်းဖြစ်ခြင်းဖြစ်မဲ့သောင်းကနန်းဖြစ်ခြင်းဖြစ်မဲ့သိန်းကနန်းအောင်ဖြစ်ခြင်းဖြစ်မဲ့ဒါဒေါ်လာနဲ့ကိုပြောတာပေါ့နော်ဆိုတော့ဒါရနေတဲ့လူတွေလည်းနေ့တိုင်းမြင်နေရတာပဲဒီမှာတော့လေဆိုတော့ဒါကတော့ဒီ community တွေကို$149ပေးသွင်းတဲ့အခါကျလို့ရှိရင်ဒီ community တွေကိုရောက်လာမယ်အဲ့ခါကျလို့ရှိရင်တော့ဒါမြင်ကိုတွေ့ရမှာပေါ့နော်အခုကတော့ညီမပြောပြပေးနိုင်တာကတော့ဒါမျိုးလေးတွေရှိတယ်ပေါ့ဒါတကယ်ရနေတဲ့လူတွေလည်းရှိတယ် sorry ဒီမှာလည်း allergy နှာခေါင်းတအရာဆိုတော့ဘလိုပဲဖြစ်ပေါ့နော်တဆင့်ချင်းစီဒီလိုမျိုးသွားဖို့အတွက်ကိုမှအများရန်ခွန်အားရှိတယ်ဒီ community ကနေပြီးတော့မှလည်းကိုဒီ motivation တွေအများရန်ပေးနေတယ်အများရန်inspiration တွေပေးနေတယ်ပေါ့နော်အများရန် inspiring story ကအများရန်ရှိတယ်ဒီ community ထဲမှာဆိုတဲ့အခါကျတော့ဒီ community တွေကိုရောက်လာတဲ့အခါမှာလူကအနည်းဆုံးကတော့စိတ်ကတော့ပြောင်းသွားမှာပဲ mindset ပေါ့အဓိကကတော့ mindset ကတော့ပြောင်းသွားမှာပဲဘာလို့လဲဆိုလို့ရှိရင် community က one ဖြစ်ပြီးတော့မှ very positive ပေါ့နော် positive အရန်များတဲ့ community တွေကိုရောက်လာတဲ့အခါကျတော့အလိုလိုနေရင်လူကစိတ်ကပေါ့နော်အဲ့လိုမျိုးတက်ကြွလာတဲ့အပြင်ကိုအစိုးလို့မြင်ချင်အောင်မှမမြင်နိုင်တော့ပဲနဲ့အကောင်းဘက်ကိုကြီးပဲကိုကမြင်ချင်တဲ့စိတ်တွေပေါ်လာမယ်အဲ့ဒီကနေမှတစင်စူးစမ်းချင်စိတ်တွေလည်းကိုကပို့ပြီးတော့မှဖြစ်လာမယ်ဒီနေရာကိုငါလည်းရောက်ရမယ်ဥပမာနေတဲ့သူများဒီစီးပွားရေးလုပ်ပြီးတော့မှအလုပ်ထွက်သွားပြီဆိုလို့ရှိရင်ငါလည်းအလုပ်ထွက်နိုင်ရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့သူများတောင်းကနန်းရသွားပြီဆိုလို့ရှိရင်လည်း okay ငါလည်းရနိုင်မှာပဲငါလုပ်လို့ရတယ်ငါစူးစမ်းလို့ရတယ်ဖြစ်တာမျိုးပေါ့ပို့ပြီးတော့မှမြင်သွားတာပေါ့ဒီအလားကိုဘလောက်ထိတောင်မှရနိုင်လဲဖြစ်နိုင်လဲဆိုတဲ့အလားကိုမြင်ရမှာပေါ့နော်ဆိုတော့ဒီ retirement plan နဲ့ပတ်သက်ပြီးတော့ဒီ bonus level အဆင့်ဆင့်ပေါ့နော်အဲ့ဒါကတော့ဒီ precaution ထဲမှာလည်းပါလိမ့်မယ်ဆိုတော့အဲ့ဒါမှလည်းသိရမယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီခုနကမှပြောပြသွားသလိုပဲပေါ့နော်ဒါဒီ level လေးတွေအဲ့လိုမျိုးထားတာပြီးတယ်ပေါ့ဆိုတော့ဗျာဟုတ်ကဲ့အခုလို sharing လုပ်ပေးရကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ခါကြတော့ဒီတကယ်တမ်းလေးလာဖို့အတွက်ပေါ့နော်လေးလာမဲ့သူတွေအနေနဲ့လည်း149ကိုတွင်းပြီးတော့အသေးစိတ်လေးလာကြည့်ဖို့အတွက်ကိုပြောပြချင်ပါတယ်အဲ့လိုမျိုးပဲအခုဆိုရင်လည်းဒါလေးလာဖို့အတွက်ကိုမရောက်လေးလာဖို့ ready ဖြစ်နေတဲ့သူတွေရှိတယ်ပေါ့နော်အဲ့လို ready ဖြစ်နေတဲ့သူတွေအတွက်ကိုလည်းဒါဒီ live လေးကနေပြီးတော့မှ$149တွင်းပြီးသွားလို့ရှိရင်ဘာတွေလေးလာရမလဲနောက်ထပ်ဘာတွေဆက်လုပ်ရမလဲဘယ်လိုတွေထပ်ရနိုင်တာလဲဆိုတော့ information တွေလည်းရသွားပြီလို့ယုံကြည်ပါတယ်အဲ့လိုမျိုးပဲ second plan နဲ့ပေါ့နော်အလုံးတစ်ဖက်နဲ့ second plan နေနဲ့လည်းဒါလောက်ကိုက်လို့ရတဲ့ potential တွေအများကြီးရှိတဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုနဲ့တင်တော်လားမတင်တော်ဘူးလားဆိုတာတော့ဒါအသေးစိတ်ဝင်ရောက်လေ့လာလို့ရှိရင်တော့သိပြီပေါ့နော်အသေးစိတ်ဝင်ရောက်မလေ့လာပဲနဲ့ဒီလိုမျိုး live လေးပဲကြည့်ရုံနဲ့ဒီလိုမျိုးဒီ webinar လေးပဲကြည့်ရုံနဲ့ပေါ့နော် register လေးပဲတွင်းပြီးတော့သိရုံနဲ့ဆိုလို့ရှိရင်တော့ဒါအသေးစိတ်ကိုမသိရဘူးပေါ့တကယ်အသေးစိတ် opportunity ကကြတော့ကိုနဲ့တင်တော်တာလားကိုရောဒီ opportunity ကိုတွားနိုင်တာလားဆိုတဲ့ဟာကိုပေါ့နော်ဆိုတော့ဒီ$149တွင်းပြီးတော့အသေးစိတ်ဝင်ရောက်လေ့လာကြည့်ပါအကယ်၍ကိုနဲ့မအဆက်တဲ့လုပ်ငန်းဆိုလို့ရှိရင်ပြန်ထွက်လို့ရတယ်အကယ်၍ကိုနဲ့တင့်တော်တဲ့လုပ်ငန်းဆိုလို့ရှိရင်တော့နောက်တစ်ဆင့်ဆက်သွားလို့ရတာပေါ့နော်ဟုတ်ကဲ့အခုလိုလာပေးတဲ့အတွက်ကြောင့်မလို့လဲ Coach Grace ကိုမနှင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် live တွေမှာပြန်တွေ့ကြပါမယ်ဟုတ်ကဲ့ကျေးဇူးပါ bye
ပါအမနေဆုံး bye ဟုတ်ကဲ့